ဆရာတော်ဘုရားကြီးဆေးရုံတက်နေတဲ့အချိန်မှာရောက်တဲ့အခါအလုံးကိုတန်ဝေကရဆရာကောင်းတန်ဝေကရဆရာကောင်းတယ်အစာအာဟာရမဝင်တော့တဲ့ခဏမှာတဖြည်းဖြည်း6ကပ်လာပြီးတော့အသားတွေအရေးတွေဟာအယိုးနဲ့ကတ်သွားတဲ့အနေအထားမျိုးဖြစ်တော့မြင်ရတော့စိတ်ချမ်းသာစရာဖြစ်ရတယ်ဘလို့များကုမပေးရပါလဲစိတ်ထဲမှာကိုယ်လည်းဘာမှမတတ်နိုင်ဘူးတတ်နိုင်တယ်များလှုပ်ဆောင်ပေးခြင်းနဲ့စိတ်တွေတကားဝဖြစ်တတိကျွမ်းခြင်းနဲ့ဆရာဝန်တွေဘယ်လိုလုပ်ရင်ကောင်းလဲအစွမ်းကုန်လုပ်ပါဒါတော့ပဲပြောလို့ရနော်အဲ့လိုခန္ဓာကိုယ်ကြီးရဲ့အပြစ်တွေဟာစိတ်ပြည့်စရာကောင်းတယ်ဒီလိုဒုက္ခမျိုးဟာဒီဆရာတော်ကြီးတစ်ပါးတည်းသာခံရတာမဟုတ်ဘူးတလောကလုံးမှာခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီတိုင်းလောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီတိုင်းပဲခံရမှာအားလုံးအဲ့လိုရှိလိုက်မယ်ဆိုလို့ရှိရင်လောကကြီးဟာလျောတဲ့ကြဆင်းပြီးတော့ရှုပ်ထွေးပွေလိမ်ပြီးအန္တရာယ်များတဲ့လောကကြီးပဲဆိုတာထင်ရှားတယ်နော်စိတ်ပြည့်ညီငွေစရာကောင်းတယ်ဒီလောကကြီးလွတ်အောင်သူနဲ့အတူစုံမျောနေဒီတဲ့ကြီးမားတဲ့ဒုက္ခတွေပဲတွေ့မယ်ဒါကြောင့်လောကကိုလှန်၍ဆန်တက်ပါလေဆံမတက်နိုင်သေးဘူးဆိုရင်ဒီထဲမှာပဲမြုပ်သွားမှာပဲဒုက္ခရောက်